ဒီဗီဒီယိုကိုပြီးအောင်ကြည့်ပြီးတော့တေချာလေးလိုက်လို့ယုံနဲ့ထိုင်းစာကိုတဝက်ကျော်လောက်ကောင်းကောင်းလေးတစ်ခါတည်းဖတ်တတ်သွားမယ်ဆိုတာကျွန်တော်အာမခံပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုတေချာလေးလိုက်ကြည့်ပြီးတော့လိုက်လို့ပေးပါနော်တော်တော်များများကထိုင်းစာစလေးလာတဲ့အချိန်မှာပြီး44လုံးကိုလေးလာတယ်တရ30လုံးကိုလေးလာတယ်ဒီအနေထားကြီးကအဆင်ပြေတယ်ဟုတ်လားအဲ့ဒီနောက်ပိုင်းကတော်တော်လေးကိုရွာလဲသွားတယ်စိတ်ညစ်သွားတယ်ပါလို့ပါကြရမှမသိဘူးပေါ့နော်အဲ့တော့ပါမစိတ်မပူနဲ့ဒီဗီဒီယိုမှာကျွန်တော်တေချာလေးတင်ပြပေးမယ်ဟုတ်ပြီနော်လွယ်လေးပဲကျွန်တော်တို့ဒီပြီး44လုံးတရ30လုံးရပြီဆိုရင်နောက်တစ်ဆင့်လေးလာမှာကနှစ်ခုရှိပါတယ်အဲ့ဒီဟာကအရေးအကြီးဆုံးပေါ့နော်အဲ့ဟာကပါလဲဆိုတော့ပထမတစ်ခုအတန်ပွားလို့ခေါ်တဲ့ဒီဝဏယုတ်ကိုလေးလာမယ်ထိုင်းစာမှာအတန်ပွား9တန်ရှိတယ်นะครับအဲ့ဒီဟာကိုအရင်ဆုံးလေးလာမယ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီပြီးတရပေါင်းဆက်ချင်းဆိုတာရှိတယ်ပေါ့နော်ကျွန်တော်တင်ပုံတင်နည်းအရာပြီးတရပေါင်းဆက်ချင်းက73ဖွဲ့လေးပဲရှိတယ်ကျွန်တော်တို့ဒီဟာကိုလည်းနားလည်ဖို့လိုအပ်ပါတယ်ဒီအတန်ပွားကိုလည်းရတယ်ပြီးတရပေါင်းဆက်ချင်း73ဖွဲ့ကိုလည်းရပြီးပြီဆိုရင်ထိုင်းစာကတဝက်ကျော်ကျွန်တော်တို့ဖတ်တတ်သွားပြီတဝက်ကျော်ဖတ်တတ်သွားမယ်အပြင်နောက်ပိုင်းထပ်ပြီးတော့လေးလာရမယ့်ဟာဒီအားလုံးကလည်းဒီအပေါ်ပဲမူတည်နေတာဖြစ်တဲ့အတွက်အရန်ကိုမှလွယ်ကူသွားပြီတနည်းအားဖြင့်ဒီဝဏယုတ်9တန်နဲ့ပြီးတရပေါင်းဆက်ချင်း73ဖွဲ့ကိုသာရမယ်ဆိုရင်ထိုင်းစာဖတ်တတ်ဖို့ကတေချာတလောက်ဖြစ်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ဆရာပြင်းတင်တန်းဆွဲခေါ်မှလားမဟုတ်ဘူးเนาะဒီဗီဒီယိုမှာကျွန်တော်တေချာလေးရှင်းပြပေးမယ်ပထမတစ်ပိုင်းကဒီဝဏယုတ်9တန်ကိုကျွန်တော်ဒီဗီဒီယိုမှာနားလည်အောင်ရှင်းပြပေးမယ်ပြီးသွားပြီဆိုတာနဲ့ဒီပြီးတရပေါင်းဆက်ချင်း73ဖွဲ့ကိုဒီဗီဒီယိုမှာပြောအရင်ရှေ့သွားမယ်ဒါကြောင့်ကျွန်တော်တို့ free ပြန်မှာဆက်ပြီးတော့လေးလာလို့ရတယ်ဆိုတာကိုပါပြောပြပေးမယ်เนาะဒီ free လေးလာနေတဲ့လူတွေအခုဆိုရင်9000ကျော်သွားပါပြီပေါ့เนาะဒါကြောင့်တေချာလေးလိုက်ကြည့်မယ်ဆိုရင်မရစရာအကြောင်းမရှိပါဘူးဟုတ်ပြီเนาะဒါဆိုရင်ဒီဗီဒီယိုမှာကျွန်တော်တို့အတီးကလုတ်ပေးမယ်ဝဏယုတ်9တန်ကိုအခုစပြီးတော့ကြည့်မယ်ပြီးသွားပြီဆိုတာနဲ့ကြံတဲ့အပိုင်းတွေဆက်ပြီးတော့ပြောမယ်ဟုတ်ပြီเนาะဒီဟာကိုပဲအရင်ဆုံးနားလဲအောင်ကြည့်ပေးပါဒီညမှာတခုတောင်းဆိုချင်တာကဒီဝဏယုတ်9တန်ကိုလေးလာတဲ့အချိန်မှာပေါ့เนาะကျွန်တော်ရဲ့တင်မုံတင်ကြီးကနည်းနည်းကွာတယ်เนาะဒီညမှာပဲဆရာကကောင်းလဲမကောင်းဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ကိုကအရင်တော့လေးလာခဲ့ဖူးတယ်ဆိုရင်အခုကျွန်တော်တင်ပေးတဲ့ဟာကိုထပ်ပြီးတော့နားထောင်ရင်နှစ်ခုကိုရှင်ပြီးတော့စဉ်းစားနေကိုပဲကြံခဲ့မှာရှုပ်သွားပါလိမ့်မယ်အဲ့တော့အရင်ဆုံးပေးကိုခဏဖယ်ထားပါဒီဟာကိုအရင်ဆုံးစူးစမ်းပြီးတော့နားထောင်ကြည့်ပါဒီဟာကကိုယ်နဲ့အဆင်ပြေတယ်ဆိုရင်ဆက်သွားရင်ခဏလေးပဲကျွန်တော်တို့နည်းနည်းအချိန်ပေးလိုက်တာနဲ့အားလုံးပြီးသွားပါလိမ့်မယ်ဟုတ်ပြီเนาะအဲ့တော့ကြည့်ရအောင်အရင်ဆုံးအားလုံးအတန်ပွားဆိုတာကပါလေကျွန်တော်တို့မြန်မာမှာလည်းမြန်မာစာမှာလည်းဒီကာဆိုပြီးတော့အတန်3တန်အဲ့လိုမျိုးရှိရလေထိုင်းမှာလည်းဒီလိုမျိုးပဲအတန်ပွားဆိုတာရှိတယ်ပေါ့နော်ထိုင်းပါတာစကားမှာကအတန်ပွားစုစုပေါင်း9တန်ရှိတယ်ကျွန်တော်တို့အရင်ဆုံးပထမတစ်ချက်သိရမှာကပါလေဆိုတော့တင်ကေတာက4ခုအတန်က9တန်ရှိတယ်ဆိုတာကိုသိရမယ်ဥပမာကျွန်တော်ပြမယ်เนาะဒီမှာကြည့်ရအောင်ဒါကကောကိုင်နဲ့ဆလာအာနဲ့ပေါင်းထားတာဟုတ်ပြီเนาะကောအားကာပေါ့เนาะဒီမှာအားလုံးကြည့်လိုက်မယ်ဆိုရင်တင်ကေတာကဘယ်နှခုရှိရလဲ1 2 3 4တွေ့လားတင်ကေတာက4ခုရှိတယ်အတန်ကဘယ်နှတန်ထွက်လို့ရလဲဆိုတော့ဒီမှာ1တန်2တန်3တန်4တန်5တန်ဟုတ်ပြီเนาะကျန်တာကိုအရင်မေ့ပါเนาะဒီဟာကိုပဲအရင်ဆုံးနားလဲအောင်လုပ်ပါအဲ့တော့ when the yoke လို့ပြောလိုက်တဲ့တော့ကျွန်တော်တို့ကောင်းထဲမှာရောက်လာမှာက okay တွေ့ရမယ့်တင်ကေတာကဘယ်နှခုရှိလဲ4ခုရှိတယ်ဟာလားပြီးရင်အတန်ကဘယ်နှတန်ရှိလဲ5တန်ရှိတယ်ဒီထီရလားရပြီဆိုမှပဲဆက်သွားပါเนาะမရဘူးဆိုရင်တော့ကြော့ပြန်ကြည့်ပါဟုတ်ပြီเนาะ when the yoke မှာတင်ကေတာက4ခုရှိတယ်အတန်က5တန်ရှိတယ်ဒီဟာကိုရပြီဆိုမှပဲကျွန်တော်ကတင်ကေတာ4ခုကပါလေအတန်5တန်ကဘယ်လိုထွက်ရမှာလဲဆိုတာကိုထပ်ပြီးတော့ရှင်းပြမယ်ဟုတ်ပြီเนาะအခုကျွန်တော်တို့ပထမတစ်ခုကြည့်မယ်တင်ကေတာ4ခုကပါတွေ့လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ရအောင်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ကဒီတင်ကေတာ4ခုရဲ့နာမည်ကိုအရင်သိဖို့လိုအပ်ပါတယ်ပေါ့နော်ပထမတင်ကေတာကပါလဲဆိုတော့ဒီကောင်လေးဟုတ်ပြီနော်ဒီဟာကိုသူ့ရဲ့နာမည်ကဘယ်လိုခေါ်လဲဆိုတော့ခရုတို့က my egg လို့ခေါ်တယ်နော်ရေးတာကတော့ဒီလိုမျိုးပဲနော်အချောင်းတေးသေးလေးပဲသူ့ကိုဘယ်လိုခေါ်လဲ my egg လို့ခေါ်တယ်my egg တဘောကတီတင်တာရဲ့နာမည်က my egg เนาะနောက်တစ်ခုတီတင်တာเนาะတီတင်တာရဲ့နာမည်ကကျွန်တော်တို့ပါခေါ်လဲသူ့ကို my tho လို့ခေါ်တယ်မိုက်ထိုတင်ကေတာနှစ်ခုပြီးသွားပြီတတိယတစ်ခုကတီတင်ကေတာလေးเนาะရေးရမယ့်ပုံစံကလည်းလွယ်ပါတယ်เนาะဒီအတိုင်းလေးပဲเนาะတီတင်ကေတာကိုကျွန်တော်တို့ဘယ်လိုခေါ်လဲသူ့ကိုမိုက်3လို့ခေါ်တယ်เนาะမိုက်3เนาะနောက်ဆုံးတစ်ခုတီတင်ကေတာလေးကိုထိုင်လို့ဘယ်လိုခေါ်လဲဆိုတော့မိုက်จัตวาလို့ခေါ်တယ်เนาะသူကအပေါင်းလိုမျိုးပဲเนาะမိုက်จัตวาဟုတ်ပြီเนาะဒီထိနားလေလားအားလုံး
ထိုင်းမှာအတန်ပွားမှာတင်ဂီတာ၄ခုရှိတယ်အဲ့ဒီတင်ဂီတာ၄ခုရဲ့နာမည်ကပါလဲဆိုတော့မိုက်เอกမိုက်ထိုမိုက်3မိုက်7တဝါဒါဆိုရင်ကျွန်တော်တို့ခုတင်ဂီတာ၄ခုပြီးသွားပြီဟုတ်တယ်နော်ပြင်နောက်တစ်ဆက်ကြည့်မယ်တင်ဂီတာရပြီဆိုတော့အတန်ထွက်ကိုကြည့်ရအောင်အတန်ထွက်9တန်ဆိုတာကဘယ်လိုလဲဆရာအတန်ဘယ်လိုထွက်ရမှာလဲပေါ့နော်ဒီဟာကိုကျွန်တော်တေချာလေးရှင်းပြခြင်းပါတယ်เนาะအဲ့တော့အတန်က9တန်ရှိမယ်ဒီမှာလေကျွန်တော်တို့1တန်2တန်3တန်4တန်5တန်ဟုတ်လားဒီ9တန်ကိုကြည့်ရအောင်เนาะတေချာလေးလိုက်ကြည့်မယ်เนาะအတန်ထွက်က9တန်ဆိုရင်တင်းညမှာအရန်ကိုမှအရေးကြီးသွားပြီเนาะဆရာတော်တော်များများနဲ့ကျွန်တော်တင်တဲ့ပုံစံနဲ့ကမတူတာဖြစ်တဲ့အတွက်ဒီဟာကိုနားလည်အောင်တေချာလေးလိုက်လုပ်ပေးပါဟုတ်ပြီเนาะအဲ့တော့တင်းညမှာကျွန်တော်ကအတန်9တန်လို့ပြောလိုက်တဲ့အချိန်မှာရိုးအတန်ရှိမယ်မိုက်8အတန်ရှိမယ်မိုက်ထိုအတန်ရှိမယ်မိုက်3အတန်ရှိမယ်မိုက်7တဝါအတန်ရှိမယ်เนาะအတန်က9တန်ရှိတယ်เนาะမိုက်8မိုက်ထိုမိုက်3မိုက်7တဝါပြင်ရိုးအတန်ဆိုပြီးတော့ကျွန်တော်တို့9တန်ရှိတယ်ပေါ့เนาะအရင်ဆုံးဒီ9တန်ကိုအတန်ဘယ်လိုထွက်လို့ရလဲဆိုတာကိုတူတူကြည့်လိုက်ရအောင်ဟုတ်ပြီเนาะပထမတစ်ခုကျွန်တော်တို့ရိုးအတန်အတန်ကဘယ်လိုထွက်မှာလဲဆိုတော့အာပစဟပြီးတော့ပုံမှန်လေးအတန်ထွက်လိုက်ရုံပဲအာได้ไหมตากะရိုးအတန်ဟုတ်ပြီနော်ရမယ်နော်နောက်တစ်ခုမိုက်เอกအတန်ကလေကျွန်တော်တို့ဒီရိုးအတန်ရဲ့တဝက်ထွက်လို့ရတယ်ဥပမာရိုးကခရုတို့ကလို့ထွက်ရင်မိုက်เอกကနော်တဝက်လောက်ထွက်ရင်ရပြီသူ့ရဲ့အတန်ကတူတယ်အတန်ကပြတ်တယ်ဟုတ်ပြီနော်မိုက်เอกကဘယ်လိုအတန်ထွက်မှာလဲနော်မိုက်เอกကိုလို့တွားမထွက်နဲ့နော်မိုက်เอกကအဲ့လောက်ပဲအဲ့တော့တင်နတန်ကိုပြောကြည့်ရအောင်ရိုးကဆိုရင်မိုက်เอกကได้ไหมတင်နတန်ရသွားပြီဟုတ်ပြီနော်နောက်တတန်ကိုကြည့်ရအောင်တတိယအတန်မိုက်ထိုအတန်ကကျွန်တော်တို့အတန်ဘယ်လိုထွက်မှာလဲဆိုတော့လို့ထွက်ပြရမယ်အောက်ကမြင့်အတန်ပေါ့နော်ပြန်ပြောမယ်နော်နော်3တန်ရသွားပြီပြီး4တန်မြောက်ကိုကြည့်ရအောင်မိုက်3အတန်နော်မိုက်3အတန်ကအတန်မြင့်သွားရမယ်နော်ဆိုတဲ့အတန်နော်ဆိုပြီးတော့အတန်မြင့်သွားရမယ်ရမယ်နော်အဲ့ဒီ4တန်ကိုပြန်ထွက်ကြည့်ရအောင်ပြန်ပြောမယ်နောက်ဆုံးမိုက်7တဝါအတန်ကခရုတို့ကအတန်က line လိုမျိုးဖြစ်မယ်เนาะ line လိုမျိုးဖြစ်သွားမယ်ထွက်ရတာနည်းနည်းခက်တယ်ဆိုရင်အစပိုင်းမှာကောင်းလေးနည်းနည်းလှုပ်လို့ရတယ်ပေါ့เนาะအဲ့လိုမျိုးဖြစ်သွားမယ်เนาะအစပိုင်းမှာလေကြည့်လိုက်ရင်အရန်ပို့တယ်ပေါ့เนาะအတန်ထွက်နေတာကိစ္စမရှိဘူးအဲ့လောက်ကိုလေ့ကျင့်ပေးပါမှမဖြစ်ဘူးနောက်ပိုင်းကျရင်သူအဆင်ပြေသွားပါလိမ့်မယ်เนาะအစပိုင်းမှာအတန်ထွက်တေချာလေးနားလည်ဖို့လိုတယ်အဲ့တော့ဒီ9တန်ကိုခရုတို့အတန်ပြန်ထွက်ကြည့်ရအောင်ရမယ်နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့နားလည်သွားပြီเนาะထိုင်းမှာဝဏယုတ်လို့ပြောလိုက်တဲ့အချိန်မှာတင်ဂီတာက4ခုရှိတယ်အတန်က9တန်ရှိတယ်တင်ဂီတာ4ခုရဲ့နာမည်ကပါတယ်ခရုဒီမှာမိုက်8မိုက်ထိုမိုက်3မိုက်7တဝါတာကသူ့ရဲ့နာမည်ပဲတင်ရပါပြီပြီးအတန်ထွက်က9တန်ရှိတယ်เนาะမိုက်8မိုက်ထိုမိုက်3မိုက်7တဝါပြင်ရိုးအတန်ဆိုတာလည်းရှိတယ်အဲ့တော့ဒီ9တန်ကဘယ်လိုထွက်မှာလဲဒီလိုလေးထွက်ပေးရမယ်အဲ့တော့ဒီအထီကိုပဲအရင်ဆုံးနားလဲအောင်လုပ်ပါနော်ဘာမှမလေးလာခဲ့ဖူးတဲ့လူတွေဆိုရင်တော့နားလဲသွားမယ်လို့ခရုထင်တယ်ဒါပေမဲ့အရင်တော့တနေရာမှာလေးလာခဲ့ဖူးတဲ့လူတွေဆိုရင်ကောင်းထဲမှာရှုပ်နေမှာကြောက်တဲ့အတွက်ကြောင့်ခရုကအရင်တော့လေးလာခဲ့ဖူးတဲ့ဟာကိုအရင်ဆုံးကောင်းထဲကနေအရင်ထုတ်ခိုင်းတာတင်နာမတူတဲ့အတွက်ပေါ့နော်ကျွန်တော်တင်မတင်နေပိုကောင်းတယ်လို့ပြောတာမဟုတ်ဘူးကောင်းထဲမှာရှင်းသွားဖို့လိုအပ်တယ်အရင်ဆုံးပြီးမှပဲကျွန်တော်တို့ဆက်သွားလို့ရမှာမဟုတ်ဘူးဆိုရင်ရှုပ်နေမှာနော်ဒီနေရာမှာရပြီနော်ဒီထီရပြီဆိုရင်ကျွန်တော်တို့ကဘာပဲလောက်ရတော့မှလဲဆိုတော့နောက်တစ်ဆင့်ကပြည်တရာပေါင်းဆက်ခြင်းတွေပဲကျွန်တော်တို့လေ့လာရတော့မှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီပြည်တရာပေါင်းဆက်ခြင်းကစုပေါင်း73ဖွဲ့ရှိတယ်နော်ဒီ73ဖွဲ့ကိုပြီးတာနဲ့ဒီတယောက်ကထိုက်စာဖတ်တတ်ဖို့ကတေချာတလောက်ဖြစ်သွားပြီဟုတ်ပြီနော်ကျွန်တော်တို့အရင်ဆုံးရိုးဟာကိုအရင်ကြည့်ရအောင်ဒီမှာဆိုရင်အော်အောင်နဲ့ဆလာအားနဲ့ပေါင်းကျွန်တော်တို့အတန်ဘယ်လိုထွက်လဲအော်ဟုတ်တယ်နော်ဒီဟာကို9တန်ထွက်ရမယ်အဲ့တော့ရိုးကမိုက်เอกကဘယ်လိုထွက်မှာလဲဟလာမိုက်ထိုကအတန်စောင့်ပြီးတော့ဖတ်မယ်
မိုက်3ကအတန်မြင့်မယ်အာမိုက်7တော့က line လိုမျိုးဖြစ်သွားမယ်အာเห็นไหมအဲ့တော့အာได้ไหมအဲ့တော့ဒီဟာဆိုရင်ဘယ်လိုထွက်မှာလဲ o e e ဟုတ်လား o e e ဆိုရင်ဒီဟာကိုလည်း9တန်ဖြစ်သွားမယ် e对啦ဒီလိုမျိုးပဲကျွန်တော်တို့လေ့ကျင့်သွားမယ်ပေါ့နော်ဒါပေမဲ့ဒီဟာကအသေးစိတ်လေ့ကျင့်ဖို့လိုအပ်ပါတယ်နော်ဒီအသေးစိတ်ကိုပဲမှာလေ့ကျင့်ရမလဲဆိုတာကိုအခုကျွန်တော်ပြောပါမယ်ဟုတ်ပြီနော် free ပဲဘာမှပတ်စံပေးစရာမလိုဘူးပြန်ညာမှာဝင်လေ့လာလို့ရလဲဆိုတာကိုပြောမယ်အရင်ဆုံးဒီဟာကိုအရင်ဆုံးနားလဲအောင်လုပ်ပါနော်ဘယ်နဲ့ယူ9တန်ကပါလဲအတန်ဘယ်လိုထွက်ရမှာလဲအကယ်၍ခရုကမိုက်ထိုးအတန်လို့ပြောလိုက်တာနဲ့အာလို့ထွက်နိုင်ရမယ်မိုက်3အတန်လို့ပြောတာနဲ့အာလို့ထွက်လာနိုင်ရမယ်ရိုးအတန်ဆိုရင်အာလို့ထွက်လာနိုင်ရမယ်အဲ့ဒီအထီးကိုအရင်ဆုံးရအောင်လေ့ကျင့်ပေးကြည့်ဟုတ်ပြီနော်ပြီးသွားပြီဆိုရင်တော်တော်လေးကိုခက်ခဲနေကြတဲ့ဒီဟာပါနော်ကျွန်တော်တို့ပြည်တရာပေါင်းဆက်ခြင်းက73ဖွဲ့ရှိတယ်ဒီမှာပြည်တရာပေါင်းတာက6ဖွဲ့ရှိတယ်ပြီးရင်ပြည်တရာအသက်ပေါင်းတာက9ဖွဲ့ပေါ့နော်အဲ့တော့စုပေါင်း73ဖွဲ့ရှိတယ်ဒီဟာလေးပဲအဲ့တော့ဒီဟာကပုံတင်နီးပဲအားလုံးဒီမှာကြည့်လိုက်ဆရာကွက်နေပဲကျွန်တော်တို့ရှင်းအောင်ပြထားတယ်နော်စုပေါင်းဒီမှာပြည်တရာပေါင်းဆက်ခြင်းက1 2 3 4 5 6ပြီးရင်ပြည်တရာအသက်ပေါင်းဆက်ခြင်းက9ဖွဲ့ရှိမယ်1 2 3 4 5 6ခုဒီဟာလေးပဲဒီဟာရပြီဆိုတဲ့ထိုက်စာကဘယ်လောက်လွဲ့လဲဆိုတာကိုသိသွားပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီ73ဖက်ကကြည့်နေတယ်လို့လည်းကျွန်တော်တို့တေချာလေးလေ့ကျင့်ရမယ်တခုချင်းစီကိုကျွန်တော်ရှင်းပြတာကိုနားထောင်မှပဲနားလည်မှဖြစ်တဲ့အတွက်ကြောင့်ဒီ73ဖက်ကိုပြန်มาဝင်ပြီးတော့လေ့လာလို့ရလဲဆိုတာကိုကျွန်တော်ပြမယ်နော်ကျွန်တော်တို့ဒီ Facebook ထဲကိုတွားပေးပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ Facebook ထဲကိုရောက်သွားပြီဆိုရင်ဒီမှာကြည့်ပါထိုက်စာကိုအထီးရောက်ဆုံးလေ့လာနေเนาะဒီမှာလေ့လာနေတဲ့လူတွေ9000တောင်ကြော်သွားပါပြီเนาะဒီ Facebook group link လေးကိုလည်းကျွန်တော် comment အောက်မှာထည့်ပေးထားမယ်အကယ်၍ကိုက TikTok ကနေ YouTube ကနေကြည့်နေတယ်ဆိုရင်တော့ Facebook page ကိုတစ်ချက်လာပေးပါเนาะ Facebook ကနေလေ့လာတာပို့ပြီးတော့အဆင်ပြေတဲ့အတွက်ကြောင့်ပါเนาะဗီဒီယိုတွေလည်းအမှတင်ထားပေးတဲ့အတွက်ကြောင့်ဟုတ်ပြီเนาะအဲ့ဒီ73ဖက်ကိုကျွန်တော်တို့ဒီမှာတေးစိတ်တင်ပေးထားတယ်เนาะသင်ခန်းစာတွေအားလုံးစုပေါင်းဒီမှာဗီဒီယိုက6ပုတ်တောင်ရှိတယ်တစ်ပုတ်ကို1နာရီလောက်ရှိတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့အစကနေလေးလာလို့ရတယ်ဒီမှာကြီး40လေးလုံးကနေကျွန်တော်စပြီးတော့တင်ပေးထားတယ်တခုချင်းစီကြည့်ပါနော်လုံးဝမကြော်နဲ့ထိုက်စာကလုံးဝဆက်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီနော်အပိုင်း3ဒီမှာအပိုင်း4ဒီမှာအပိုင်း5အပိုင်း6เนาะစုပေါင်း6ဖွဲ့ရှိမယ်အဲ့ဒီ6ပိုင်းပြီးသွားပြီဆိုရင်ထိုက်စာအားလုံးဖတ်တတ်တဲ့အနေထားတစ်ခုအထိရောက်သွားပါလိမ့်မယ်เนาะဒီပြည်တရာပေါင်းဆက်ခြင်း73ဖွဲ့အပြင်ကျန်တဲ့ဟာတွေအားလုံးလည်းကျွန်တော်ဒီထဲမှာထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အနေနဲ့အများအကျိုးရှိမယ်လို့ထင်ပါတယ်เนาะသူတို့ပြင်ကိုလေ့လာနေတဲ့လူတွေလမ်းပြောင်းနေတဲ့လူတွေเนาะဘယ်တော့ပဲလေ့လာအရှိကိုမရောက်ဘူးလို့ခံစားနေရတဲ့လူတွေဒီမှာဝင်ပြီးတော့လေးလာပေးပါပညာဒါနပါเนาะအကယ်၍အခုကြည့်နေတဲ့လူကမဟုတ်ဘူးဆရာတင်တန်းတက်ချင်တဲ့အနီးကကြည့်ပြီးတဲ့ဆရာဆရာမကိုလိုချင်တဲ့ကိုနေ့တိုင်းအိမ်စာပို့ပြီးတော့ကိုပဲမှာမားလဲဆိုတာကိုအတန်ထွက်နဲ့တေချာလေးရှင်းပြပေးတဲ့နေရာလိုချင်တဲ့ပြီးနေ့တိုင်းအိမ်စာစစ်ပေးတဲ့နေရာလိုချင်တဲ့ premium အတန်တက်ချင်တဲ့ဆိုရင်တော့ကျွန်တော်တို့စီမှာအတန်တက်လို့ရပါတယ်เนาะဒါလူတိုင်းအတွက်မဟုတ်ဘူးကိုလေးလာချင်တဲ့လူတွေခုနကကျွန်တော်ပြောတဲ့ပုံစံနဲ့လေးလာပါဒါပေမဲ့တင်တန်းတက်ချင်တဲ့လူတွေဘယ်လိုတက်လို့ရတယ်ဆိုတာကိုကျွန်တော်နည်းနည်းလောက်ပြောပြပေးမယ်เนาะကျွန်တော်တို့ဒီလ23ရက်နေ့မှာတင်တန်းပြန်စတော့မှာဖြစ်ပါတယ်เนาะစာတီးတန်အတန်းပါဒါကကျွန်တော်တို့3လပြတ်ပါเนาะ3လပြတ်စာတီးတန်အမခံချက်နဲ့တင် ကြားပေးနေတဲ့အတန်းဖြစ်ပါတယ်ပထမရက်ကနေနောက်ဆုံးသင်ခန်းစာထိတာအိမ်စာပြီးအောင်ပို့ရတာနဲ့တိုးတက်တယ်လို့မခံစားရဘူးဆိုရင်ကျွန်တော်တို့ဘက်က100%ငွေပြန်အမ်းပေးမှာဖြစ်ပါတယ်นะครับသင်ခန်းစာတိုင်းမှာအိမ်စာရှိမယ်အိမ်စာကိုနေ့တိုင်းပို့ရမယ်เนาะအိမ်စာစစ်တဲ့ဆရာတွေဆရာမတွေကနေနေ့တိုင်းရေးတဲ့ဘိုင်းအတန်ထွက်တဲ့ဘိုင်းကိုတေချာလေးစစ်ပေးမှာဖြစ်တယ်ဒါဆိုရင်ကိုယ်အတန်ထွက်မပြီးမှမားတာဘာမှကြောက်စရာမလိုပါဘူးပေါ့เนาะပြီးရင်ကိုအမြဲတမ်းဆွဲခေါ်သွားပေးမယ်ဆရာဆရာမရှိနေတယ်ဆိုတဲ့ခံစားချက်မျိုးလည်းရှိပါလိမ့်မယ်ပြီးအမြဲတမ်းအခြေအနေလေးတွေလည်းကျွန်တော်တို့မေးပေးနေမှာဖြစ်ပါတယ်ပြီးနှစ်ပတ်တစ်ခါကျွန်တော်ကိုယ်တိုင်လည်း zoom လုပ်ပေးမှာဖြစ်ပါတယ်ပေါ့เนาะ zoom မှာနှစ်ပတ်စာလေးတွေနှွေးမယ်ကျောင်းသားတွေကိုဆွဲခေါ်မယ်မရှင်းတာရှင်းကျွန်တော်တို့ကိုတက်ရက်မေးလို့ရတယ်ပြီးနေ့တိုင်းအိမ်စာပို့ရင်းနဲ့ကျွန်တော်တို့အိမ်စာအပြင်တခြားသိချင်တာလေးတွေရှင်းလဲမေးလို့ရအောင်စီစဉ်ပေးထားတယ်ပြီးစာမျက်နှာ300ကျော်ပါတဲ့ PDF file နဲ့ကျွန်တော်တို့လေ့လာတာအဆင်ပြေအောင်လဲပေးအောင်မှာဖြစ်ပါတယ်ပေါ့เนาะဒါကတည်တင်တိုင်းအားတာချက်ပါကျွန်တော်တို့ဒီအတန်းလေးဖွင့်လာတာအခုဆိုရင်8ကြိမ်မြောက်ရောက်လာခဲ့ပါပြီเนาะသင်ခန်းစာတွေကိုအကုန်လုံးတင်ပေးတာမျိုးမဟုတ်ဘဲနဲ့တရက်တပုံလုံးနဲ့တစ်ပတ်ကို6ရက်တင်ပေးမှဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့တာဝန်ကတရက်ကိုတပုံလုံးပြီးအောင်ဒါလုပ်ဖို့ပဲလိုအပ်ပါတယ်သင်ခန်းစာအားလုံးကစုပေါင်း83ပုဒ်ရှိတယ်ဒီထဲမှာမှစာပိုက်ဖတ်ရမှာက10ပုဒ်ဆိုတော့တကယ်လေ့လာမှာက63ပုဒ်ပဲဟုတ်ပြီနော်ကျွန်တော်တို့63ပုဒ်ကိုနေ့တိုင်းတရက်တပုဒ်ကိုပြီးအောင်လေ့လာမယ်ပြီးလေ့ကျင့်ခန်းလေးတွေရှိမယ်စာပိုက်လေးတွေလည်းဖတ်ရမယ်အဲ့ဟာကိုအားလုံးစုပေါင်း3လအတွင်းကျွန်တော်တို့ပြီးအောင်စီစဉ်ပေးထားတယ်နေ့တိုင်းသာအိမ်စာပြီးအောင်လုပ်နိုင်တယ်ဆိုရင်မရစရာအ
ကြောင်းမရှိပါဘူးนะครับအဲ့တော့တင်တန်းကြေးလေးနည်းနည်းလောက်ပြောပေးမယ်เนาะတင်တန်းကကျွန်တော်တို့23ရက်နေ့စမှာတင်တန်းကြေးအပြည့်ကတော့ပတ်2000ပါเนาะဒါပေမဲ့ဒီ18ရက်နေ့ည10နိုင်မတိုင်ခင်အပ်မယ်ဆိုရင်ကျွန်တော်တို့ပတ်1500နဲ့ရပါလိမ့်မယ်ပေါ့เนาะထိုးတန်းဖြစ်တဲ့တယောက်ချင်းစီကိုတေချာလေးအေးစာစစ်ပေးတာဖြစ်တဲ့အတွက်ပေါ့เนาะဒီ1500တန်အတန်ကျွန်တော်တို့ဒီ promotion နဲ့မိချင်နေဆိုရင်တော့18ရက်နေ့ည10နိုင်မတိုင်ခင်တော့အပ်ပေးပါนะครับဒါပေမဲ့တင်တန်းမတက်နိုင်တဲ့လူတွေလည်းဘာမှမဖြစ်ဘူးစိတ်သက်မကြနဲ့စိတ်မငြင်းနဲ့ခုနကကျွန်တော်ပြောတဲ့ free နေရာမှာဝင်ပြီးတော့လေးလာလို့ရတယ်အဲ့ကနေလေးလာပြီးတော့ဖတ်တတ်သွားတဲ့ကျောင်းသားတွေလည်းရှိပါတယ်ပေါ့နော်အဲ့တော့စူးစမ်းဖို့ပဲလိုအပ်ပါတယ်นะครับအဲ့တော့အသေးစိတ်ကို patient messenger မှာထပ်ပြီးတော့မေးမြန်းပေးပါဒီနေ့အတွက်ဒီလောက်ပါပဲအနေနဲ့အများကြိုးရှိမယ်လို့ထင်ပါတယ်ผม James สวัสดีนะครับ